ဒါလေးရတော့လေ amethyst ကိုမှသူက7 color လို့ခေါ်ရပါတော့7 color ကိုတော်တော်လှပါဒါလေးနော်ဟိုရောင်းပေးပါမယ်အရန်လာပါတယ်အများကြီးရှိမယ်နော်သူကလေလုံးဝတဘာဝအတိုင်းပါလေအရန်လေးရှားပါတယ်အရန်လေးရှားမယ်အရန်လေးလှပါမယ်တကယ်ကိုရှားပါပြီးတော့လှပရဲ့တကယ်7 color ပေါ့နော်ဒါရှားပါတယ်ဒါငွေဒါပထမဆုံးရောင်းပေးရပါတော့တော်တော်လှရနော်သူ့ရဲ့အလှတရားကိုပြမယ်သူကလေ question မှာအဲ့လိုဝင်နေတာပေါ့နော်ဝင်နေတာပြပါမယ်ဆိုမှာပဲတော်လှဒီမှာနော်အဲ့လိုလှဒီလိုလှတအားလှပဲသူကလေဒီမှာလှချက်က9လောက်ရှိရင်အမြင်လိုမျိုးလေးပေါ့နော်အဲ့တော့ amethyst ကိုမှဝင်နေတာမိုက်ကဒါလေးဆိုလဲရမ်းလာပဲရမ်းလာပဲ